အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်မက်လာတွင်မှာမြန်မာယူဆက်ခွန်တဲ့နဲ့ချင်းစန်းပွဲစဉ်တွေကိုလာရောက်ရှင်ပြိုင်ကစားမယ်အိန္ဒိယယူဆက်ခွန်တဲ့နဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်မက်လာတွင်မှာမြန်မာယူဆက်ခွန်တဲ့နဲ့ချင်းစန်းပွဲလာရောက်ရှင်ပြိုင်ကစားမယ်အိန္ဒိယယူဆက်ခွန်တဲ့ဟာ2026ယူဆက်ခွန်အာရှဖလားချင်းစင်ပွဲကိုအောင်မြင်ထားတဲ့အသင်းတစ်သင်းဖြစ်တယ်လို့တာဝါရှာရဲ့ ARG အသင်းလည်းဖြစ်ပါတယ်အိန္ဒိယယူဆက်ခွန်တဲ့ဟာတောင်အာရှမှာကျင်းပနေကြဖြစ်တဲ့ယူဆက်ခွန်တောင်အာရှချန်ပီယံရှစ်ပြိုင်ပွဲမှာလည်းချန်ပီယံဆုဖလားကို9ကြိမ်ဆက်တိုက်ထိရရှိထားတဲ့အသင်းကောင်းတစ်သင်းလည်းဖြစ်ပါတယ်။ဒါ့ပြင်အိန္ဒိယအသင်းဟာအာရှပြိုင်ပွဲတွေမှာအတွေ့အကြုံရှိတဲ့အသင်းကောင်းတစ်သင်းဖြစ်တယ်လို့ကစားသမားတွေအပိုင်းကလည်းကြိုင်ခိုင်မှုအပိုင်းမှာမြန်မာယူဆက်ခွန်အသင်းထက်တော့တာလွန်နေလျက်ရှိပါတယ်။လက်ရှိချိန်မှာအိန္ဒိယအသင်းကိုအာမက်ကနီးပြချုပ်ဖြစ်တာဝန်ယူဆောင်ရွက်နေလျက်ရှိပြီးတော့လာမယ့်2026ယူဆက်ခွန်အာရှဖလားပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်နေလည်းရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အိန္ဒိယအသင်းဟာ play style ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်ပြီးလို့မိုဟာမက်အာဇက်ဗီရှယ်နာဂါမောအစရှိတဲ့ကစားသမားတွေကအိန္ဒိယအသင်းအတွက်အရေးကြီးတဲ့ကစားသမားတွေဖြစ်ရပ်တည်နေလည်းရှိပါတယ်။အိန္ဒိယယူဆက်ခွန်အသင်းဟာ2026ယူဆက်ခွန်အာရှဖလားခြေစစ်ပွဲစဉ်တွေကိုပါလက်စတိုင်းအသင်းတရုတ်တိုင်ပင်အသင်းလက်ဘရွန်အသင်းအီရန်အသင်းတွေကိုကြော်ဖြတ်ပြီးခြေစစ်ပွဲကိုအောင်မြင်လာခဲ့တာဖြစ်ပြီးတော့လာမယ့်2026ယူဆက်ခွန်အာရှဖလားပြိုင်ပွဲမှာတော့ဩစတြေးလျအသင်းဥပကစ္စတန်တဲ့မြောက်ကိုရီးယားတဲ့နဲ့တအုပ်စုလည်းကြောက်အောင်နေလဲရှိပါတယ်။အိန္ဒိယယူဆက်ခွန်တဲ့ဟာမြန်မာယူဆက်ခွန်တဲ့နဲ့ချင်းစံပွဲမကစားမိမှာတာဂျစ်ကစ္စတန်တဲ့တူရကီတဲ့မော်စကိုယူဆက်ခွန်တဲ့နဲ့ချင်းစံပွဲစဉ်တွေကိုရှင်ပြိုင်ကစားထားပါတယ်။လာမယ့်မလအတွင်းမှာမြန်မာယူဆက်ခွန်တဲ့နဲ့ချင်းစံပွဲရှင်ပြိုင်ကစားမယ်အိန္ဒိယယူဆက်ခွန်တဲ့ဟာမြန်မာတဲ့နဲ့ပြီးခဲ့တဲ့2025ယူဆက်ခွန်အာရှဖလားချင်းစံပွဲစဉ်တုန်းကတွေ့ဆုံခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာအိန္ဒိယတဲ့ကဂိုးပြတ်အနိုင်ရရှိထားပါတယ်။ဒါကြောင့်အိန္ဒိယယူဆက်ခွန်တဲ့နဲ့ရှင်ပြိုင်ကစားမဲ့မြန်မာယူဆက်ခွန်တဲ့အနေနဲ့အိန္ဒိယအသင်းရဲ့အားနည်းချက်တွေအားနည်းချက်တွေကိုဘယ်လိုရှာဖွေပြီးပြင်ဆင်သွားမလဲဆိုတာကတော့စောင့်မျှော်ကြည့်ရှုသွားရမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးမှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။